ขัดละขัดกิโคตัวดิ่งกิโฮตัวดิ่งที่จงจางทัวนักเกี่ยวเลมูหิตินทีนี้ตะอูเนี่ยตะอูเดี๋ยวนี้ก็เพย์มาပြီးတော့မှကိုကြီးရိုင်းပင်းဖို့ရန်တွဲဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်နှုတ်ကပတ်တော်ဝင်လာခြင်းဖြစ်တယ် Thessalonica First Thessalonica bunga chang som khat le som legit chan hen sim o hitte Thessalonica over sa ခန်းချစ်တဲ့ပိုက်ညငါ16ကနေ som ကမှာပနာ som le khat na pana som legit chan 17ကနေ18ထိခန်းချစ်ငါအပိုက်ည17ကနေပိုက်18ထိကျွန်တော်တို့ဆွေးနွေးသွားမှာဖြစ်ပါတယ် simpanute hezi chun na bol bangu chun khat le khat kihamon to win kasado tun umun sopite ho ne uwa khong taw hi na la uwa na tong gima chule pakai jin na chung uwa kitunga nang ho na til kho ho chu hewin chule am ho chu anato zalu chun ngay lut na in hazan za bolun nang ho kicham del che chan umun chule sopite ho kahin til na hiuwe angai do lowa chon ho chu pho salun hil chaun alung doi za til khowun ahat mo athadoi huwin lang mizo si koma tho ha nun ching thai jun koiman asiat chu asen thu hi han ahin khat la khat chule mizo si phat nading bol nan ki ha bol che jingun ki pa thanom jingun tanti nei lovin taw jingun emazo sia thangwa jingin umun hichu jesu krista anang ho chunga pathin lung lam a hi atin he ichi ai vat ai le ki thu ki ngai lut tu ding ki ha bol tu ding hil jong ki hil tu ding pho jong ki pho ding ai nai hi jong le pul pi pen a ki sai chui le ki ngai lu win ki thu khom win ta la khat ki til khowun ti hi a hin he ဒီထဲမှာကျွန်တော်တို့တွေ့ရတာအဓိကဆွေးနွေးခြင်းနဲ့အရာတွေကပါလဲစင်တရားနှစ်ယောက်ချစ်ချင်းမေတ္တာနဲ့ဖေးမပြီးတော့မှအားပေးရင်းနဲ့ကျွန်တော်တို့တယောက်ကိုတယောက်ဖေးမကြဖို့ရန်အတွက်တိုက်တွန်းထားတာဖြစ်တယ်ဆုံးမဖို့လည်းပါတယ်ပြီးတော့အားပေးနှစ်သိမ့်ဖို့လည်းပါတယ်ကျွန်တော်တယောက်ကိုတယောက်အားနေတဲ့အချိန်ပြီးတော့အမှုအလုံးစုံကြုံတွေ့တဲ့အခါမှာလည်းတယောက်နဲ့တယောက်စိတ်ငယ်တော့သူပဲဖြစ်ဖြစ်အားနေတော့သူပဲဖြစ်ဖြစ်ခတ်သိမ်းတော့အရာတွေမှာစိတ်ရှည်ပြီးတော့မှတယောက်နဲ့တယောက်ဖေးမဖို့ရန်အတွက်တိုက်တွန်းလို့ဆိုထားတာတွေ့ရပါတယ် Thessalonica kiti hi masanglaya Greek hopi khat an hi in แต่ตลอดนี่မြုပ်ဆိုတဲ့ຢာကယင်လုံးက Greek မြုပ်ကြီးတစ်မြုပ်ဖြစ်ခဲ့ပါတယ်ယင်လုံးက tun san gya jong hi Greece hopi khat Thessaloniki kiti na ဒီကနေ့ที่အဲ့ဒီ Greek ဒီမှာ Thessaloniki လို့ခေါ်တဲ့မြုပ်ကြီးရဲ့နာမည်လည်းကြာပါသေးတယ် Northern Greece hopi lin pen khat largest city ni ki sai na he အဲ့ဒီ Greek ရဲ့မြောက်ပိုင်းမှာမြုပ်အကြီးဆုံးမြုပ်ထဲကတစ်မြုပ်ဖြစ်နေထင်ရှားနေရတာတွေ့ရပါတယ် Bible loy ka simple le de Paul meeting pon le ka thot ana bol na ho episode ana thot na ho he agam ho khu Google in ka search jinai le ipiham chula imagination hi om thein na lunglut ka the jin he ချမ်းစာကျွန်တော်ဖတ်တဲ့အခါမှာအဲ့မှာဆွေးနွေးမဲ့အချက်တွေကိုကျွန်တော်ကြည့်တဲ့အခါမှာဒီမှာပါတဲ့မြို့တွေနာမည်တွေကိုကျွန်တော် Google ထဲကနေရှာပြီးတော့မှလိုက်ရှာတဲ့အခါမှာဒီအရာတွေကကျွန်တော်ကိုပုံထင်ဟပ်စေပြီးတော့မဟောပြောမဲ့အရာမှာပို့ပြီးတော့ထင်းလင်းရှင်းလင်းလေးထင်ရှားစေတယ် Bible la kho mun min ho hi tamta wang hi tulain am ta po in အဲ့ဒီတွေ့ရတဲ့မြို့တော်တော်များများရဲ့မြို့တွေတော့ဒီလက်ရှိအချိန်ဒီမှာမတွေ့ရတော့ပါဘူးမရှိတော့ပါဘူး am na la yang chu tham khat no men chol a chu Thessalonica tua Thessaloniki kiti jong hi khat a hi e အဲ့ဒီချန်ရှိနေတဲ့မြို့အနေငယ်ဒီထဲမှာဒီ Thessaloniki လို့ခေါ်တဲ့ဒီလက်ရှိနေတဲ့မြို့တစ်မြို့ရှိပါသေးတယ် ega gelai le Bible la hupi ho mun min ho
Paul meeting Paul in lekhan thot no hoi lo anavil no ho al pakai su analian no ho hi opportunity kin hen lang ai ma ta ge chen lang nga ki vezi le ti ho zo he ka ga thanum jin he ခါခါချန်ကျွန်တော်စိတ်ဝင်စားတော့ဗာလဲဆိုရင်ရှင်ပေါလုရေးခဲ့တဲ့နော်သိမှုပြီးတော့မှစာကျွန်တော်ရေးခဲ့တဲ့ဒီမြုပ်တွေဒါမှမဟုတ်တခင်ယေရှုကျင်လေတုန်းကဒီတက်ရှိတင်ရှားဖြစ်ရှိနေတဲ့ချိန်တုန်းကသူတွာလာလှုပ်ရှားခဲ့တဲ့နေရာသူကျင်လေခဲ့တဲ့မြုပ်တွေကိုကျွန်တော်တွားရောက်ပြီးတော့လေ့လာခြင်းနဲ့ကိုယ်တိုင်ကိုယ်ကျတွားပြီးတော့မှတွားတွေ့ခြင်းနဲ့စူးစမ်းခြင်းနဲ့စိတ်တွေတပွားပွားပေါ်လာလိမ့်ရှိပါလေ abanen Hebrew apat zon sim do kit uti he ute နောက်တစ်ချက်နဲ့ဟီဘရဲထဲကနေလည်းကျွန်တော်တို့ဟီဘရဲကျမ်းစာထဲကနေကျွန်တော်ဆက်လက်ပြီးတော့မဖတ်ရှုဖို့ကျွန်တော်တိုက်တွန်းလိုပါတယ် Hebrew hi Hebrai tin wang ke sai na Hebrew ti trela tulaya Jew state ti na hi zingen ဟက်ဗျူးဆိုတဲ့အခါမှာဒီကနေ့လက်ရှိရှိနေတဲ့ဂျူးလူမျိုးတွေကိုတင်စားခေါ်တာဖြစ်ပါတယ် Hebrew hi koi pen ne ji am wang hi a ke pu in a hin la ဘယ်သူကရေးသားပြုစုတယ်လဲဆိုတော့လုံးဝထင်ရှားရှားရေးနော်ကိုကိုကြီးသိရတာတော့မရှိပါဘူး meeting Paul hin te tin mang tam ta in asai in aging cha na he ရှင်ပေါလုရေးသားခဲ့တယ်လို့ပဲကျန်တဲ့ပုဂ္ဂိုလ်တွေကထင်မှတ်ထားတာဖြစ်တယ် Bible hi ibadna le meeting Paul le kha ji no ho hi chum chuma gam mi alo le nam chum chum ho ko ma ji na ho bung chum chum ho ko ma ji na tam ta akimon ကျမ်းစာဖတ်ကြည့်တဲ့အခါမှာအသင်းတော်လူမျိုးအမျိုးမျိုးလူမျိုးတပ်တိုင်းတစ်ပါးစီကိုရေးထားတဲ့လိပ်မူထားတဲ့အရာတွေကိုတွေ့ရပါတယ် Hebrew hi ai le api pena chu specifically chu Jewish Christian ho judai wanga pathin pakai ta san ho ko ma ni ki ji ဟေဘရဲကိုကြည့်တဲ့အခါမှာဒီတကယ်ဂျူးလူမျိုးယုံကြည်သူတွေစီကိုလိပ်မူပြီးတော့မှရေးသားပြုစုထားတဲ့ကျမ်းဖြစ်တဲ့အကြောင်းတွေ့ရပါတယ် tun ga semut te Hebrew bung som chang som ni le thum ဟေဘရဲခန်းကြီး30ပိုင်းရဲ့3ထဲကနေစဖတ်ပါမယ် it thu pi chu le thu hat dinga til kho le hil cha na kitin he မကောင်းစင်နေတော့စိတ်ရှိတီးခံပြီးတယောက်နဲ့တယောက်ဆူဆုံးမပြီးတော့တက်ရှင်ဖို့ရန်ဆိုတဲ့ကောင်းစင်နဲ့ကျွန်တော်တို့ပြောမှာဖြစ်ပါတယ် ita san ikinep now hi long lo helin tu dat jing u hite azi zu thuti pa chu ta san ta hi မျော်လင့်ခြင်းအကြောင်းကိုဝန်ခံ၍မသိမ်းရင်မရွေ့လျော့ပဲတည်ကြည်ကြကုန်အကြောင်းမူကားဂတိထားတော်မူသောသူသည်တစ္ဆာနှင့်ပြည့်စုံတော်မူ၏ ita san le kinep now na ita san no so he su ta wen kinep now jong biam he wen so hi ikitil hosing lo wa ikhil jing lo wa le ai hon ki he han lang jong le cha tion jong an man sa thei pakai su gospel hi continuity am lo wa le among thei he ကျွန်တော်တို့ဒီမှာတွေ့ရတာကတော့ယုံကြည်ခြင်းနဲ့မျှော်လင့်ခြင်းဆိုတဲ့အရာဖြစ်တယ်ကျွန်တော်တို့ကလက်ရှိကျင့်သုံးနေတဲ့အရာဖြစ်ဒါပေမဲ့ကျွန်တော်တို့ဒီဥစ္စာဆက်လက်ပြီးတော့မှပေါ်ဆောင်မှုမရှိဘဲနဲ့တုံသင်ခြင်းလက်ဆင့်ကမ်းခြင်းမရှိဘူးဆိုရင်ကျွန်တော်သားသမီးတွေခက်မှာဒီယုံကြည်ခြင်းနဲ့ဒီမျှော်လင့်ခြင်းဆိုတဲ့အရာတွေကမိမ့်မိန်ပြီးတော့ပျောက်ကွယ်သွားနိုင်မှာဖြစ်ပါတယ် kinep now api pen ta chue le ta sa hin khu ag chai ting le pakai su athi a thokin awana kalbanga e ho jong lagawo wana cheng ding pathini anga ton so hikim lo ine deu he ti chu kinep now pi pen hin he ကျွန်တော်တို့ယုံကြည်ခြင်းနဲ့မျှော်လင့်ခြင်းဆိုတဲ့အရာပါလဲဆိုယေရှုခရစ်တော်လဝါကရမှာတေခံပြီးတော့တေလုံးနဲ့ရှင်မြန်ထမြောက်ပြီးတော့မှကောင်းမြင်မှာကနေ့သူကျွန်တော်တို့ကိုစောင့်မျှော်နေတဲ့ကဲ့သို့ကျွန်တော်တနေ့တော့အခါမှာအရောက်စီတိုင်းခေါ်တော်မူခြင်းခံတေမှာဖြစ်တယ်နော်ကျွန်တော်တည်တဲ့အခါမှာခေါ်တော်မူခြင်းခံမှာပြရှင်မြန်ထမြောက်ပြီးတော့ခရစ်တော်နီးသူကျွန်တော်တို့သူကောင်းမြင်မှာနော်ဒီစံစားမှာဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ယုံကြည်ကြတာဖြစ်တယ် bung som ni le le na chule ngai lut na le thil pha bol na lama lung so do na dingin ki ngai tu pi che jiu hite tin he အပိုင်း24မှာတော့ထိုမှတပါမေတ္တာစိတ်ရှိစေခြင်းက၎င်းကောင်းသောအကျင့်ကိုကျင့်စေခြင်းက၎င်းတိုက်တွန်းနိုးစော်ရသောခွင့်ကိုရှာ၍အချင်းချင်းတယောက်ကိုတယောက်ထောက်စာကြည့်ရှုကြကုန်eo ho bungin jong kham khamen ki thu pin ho angai cha dung zoin isei khom jiwin itu khom jiwin
hầu bung bắt ai tu khăm tu diêu viên cho kalvan zong ai mà mi malin zong kipi nai nei diêu viên hit chun so pi lon now ha sa gan thei ho ki thu pi na in nei diêu viên he ကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်တင်းတော်လဲဒီဟာနဲ့အညီကျွန်တော်ခက်ခဲတဲ့အချိန်ခက်ခဲတဲ့အရာနေရာတွေနဲ့ပတ်သက်ပြီးတော့မှကုညီလိုအပ်ရင်ကျွန်တော်တင်းတော်နဲ့မေတ္တာစိတ်နဲ့ကျွန်တော်တို့ကတင်းတော်အားဖြင့်တော်၎င်းတင်းတော်အနေနဲ့တော်၎င်းတဦးတယောက်ချင်းစင်အနေနဲ့တော်၎င်းပါဝင်ပြီးတော့မှlesson ကမ်းပြီးတော့မှကျွန်တော်ပေးဝေများလေးရှိတာကိုတွေ့ရပါတယ် ít cho tụi mình bảo thầy he pathin ta san ai rồi là pathin ngay lúc giờ cho ta là pathin cha te i hiu akila anakat zong ai hin he ဒီဟာတွေကျွန်တော်လုပ်နိုင်တာကဖယားကိုကျွန်တော်ချစ်တဲ့အတွက်ကျွန်တော်ဖယားသားသမီးတွေဖြစ်တဲ့နော်အရာကြောင့်ကျွန်တော်တို့ဒီအရာတွေလုပ်နိုင်ကြတာဖြစ်တယ် hilai sai na he chule ngai lut na le thil pha bon na lamba lung saudo na ding in ati za lung saudo na ding in ki ngai tu pi che jiu hite ati dan he ka ngai che lung saudo na ding in ti pi sai na ham ti al motivate ati zo motivate elo insight na itama hi thil pha hi pi ham ma chalung ge ngai ti lo thil pha ki mo bor jing lo cho Laya Bible na say na he motivate each other na khala kitil khawin tilpa bol nalam tilpa bol ding chun nalungu saudo asaun tilanga til khaw na nei he ဒီမှာတွေ့ရတာကနိုးစော်ရတော့ခွင့်ဆိုတဲ့အခါမှာဒီကောင်းသောအကျင့်နော်ကျင့်စေခြင်းကကောင်းတဲ့အကျင့်ကအများကြီးကျင့်ဖို့ရန်အတွက်ကနိုးစော်မှုလုပ်ဖို့လိုအပ်တယ်အဲ့ဒီနိုးစော်မှတာလေအဲ့ဒီမေတ္တာစိတ်ဆိုရင်ကျွန်တော်လှုပ်ချင်တဲ့အရာမေတ္တာစိတ်နဲ့လှုပ်ချင်တဲ့ပေးကမ်းချင်တဲ့လက်ဆင့်ကမ်းလို့တဲ့အရာတွေအားလုံးဟာတယောက်ကနိုးစော်မှတာဖြစ်မြောက်မဲ့အရာဖြစ်တဲ့အတွက်ကြောင့်အားထုတ်ကျွန်တော်တယောက်နဲ့တယောက်တိုက်တွန်းနိုးစော်ပြီးတော့မှလို့ဒီမှာတကူးတကောက်ရေးပြထားတာဖြစ်ပါတယ် eti ma banga chu ki thu pin ho jong khala ha ma chu social media la ki mo ta ho jong zo tam ta ki moji na chei wanga chu ho bung songa ki ho khom na koyam khan an pu do aji chu phata an saya motivate an bola encourage an bo phala chun ki pinum ji chona ထိုနည်းတူစွာပဲကျွန်တော်တို့ online လို့ပဲ media တွေမှာကျွန်တော်တို့တွေ့တာကုညီလိုအပ်တဲ့အများကြီးရှိပေတော်ညာလေအသင်းတော်အနေနဲ့ကျွန်တော်တို့အသင်းသားတွေထဲကဒီကိစ္စဟာမဒါမှကုညီဖို့တင်းနေရဖြစ်တယ်လို့တယောက်ကစိတ်အားထက်သန်စွာနဲ့နိုးဆောင်မှုအပြည့်နဲ့သူရှင်းပြလာတဲ့အခါမှာအသင်းတော်အနေနဲ့လိုက်လဲနဲ့ကြည်ကျူစွာနဲ့ကျွန်တော်တို့ပါဝင်ဆွေးနွေးပြီးတော့မှပါဝင်ကြရတာဖြစ်တယ် somni cha somni la nga nai abang khat to chon na bangin ike khop hai lovin abang khat to chon na bangin ike khop hai lovin ni khu chu ahung nai tul le ti i het chanun khat la khat ki til khou tu che jiu hite tin he အပိုင်းငယ်25မှာလူအချို့တို့ထုံးစံရှိတဲ့အတိုင်းအချင်းချင်းစီဝဲခြင်းမှုကိုမရှောင်မလွဲကြနဲ့အချင်းချင်းတို့ကိုတိုက်တွန်းနိုးစော်ကြလို့ထကာလအချိန်ရောက်လို့နီးတွေကိုထောက်တဲ့ဖြစ်တာ၍ကြိုးစားကြတော့ til pha bon na lam khat la khat ki ngai lut ding ဟောတော့ချင်းဖို့ရပေးကမ်းချင်းပြုဖို့ရတဲ့တရားနဲ့တရားဖိမချင်းမှုကိုပြုတည်နေသူ kitil khou tu che jingninga pathinin bible in ai hilu to lona icho izom theu hi pathin het now le pathini ta san now ကျွန်တော်တို့ဒီရာတွေလှုပ်ဖို့ရတကောင်းတဲ့အမှုတွေပြုဖို့ရအတွက်တရားကိုတရားအားပေးနှစ်သိမ့်ကြတဲ့အားပေးပြီးတော့မှနိုးစော်ကြတဲ့အရာတွေဟာအင်မတန်မှမှုမြတ်တဲ့အရာဖြစ်တယ်ယုံကြည်သူတရားဖြစ်တဲ့အတွက်ကြောင့်ဒီဟာတွေကျွန်တော်တို့လုပ်နိုင်ရခြင်းဖြစ်ပါတယ် abang ka kum lawang ai ma ta jong ki ha sa ki boi ji na ai ma immediate family jong ki vezau ji lo chaphat le hin midang tham khat extended community lang ki thu pi ding tin ho jong hi khet mo sa num na jong om ji thawin he တခါတည်းမှာတော့ကျွန်တော်တို့ကိုမိသားစုကိုစီတောင်မှအကူကြီးအလုံးလောက်မပေးနိုင်တဲ့အချိန်တွေရှိတယ်အဲ့ဒီအချိန်မှာဂျန်နဲ့လိုအပ်နေတဲ့တခြားကိုနဲ့နည်းနည်းဝင်းနေတဲ့မိသားစုတွေကနေပြီးအကူကြီးလိုလို့အကူကြီးတောင်းခံလာတဲ့ခါမှာကျွန်တော်ခါကျရင်မျက်ွယ်ပြုပြီးတော့မှအလိညူရှုချင်တဲ့စိတ်တွေလည်းပေါ်လာတတ်ပါတယ် la ya pat bible in khala kha kitil khou tu pu ki pu hu tu ding ti atu pi sa dan he bible mun tam ta ki mon he la ya galatia bungu chang kha chang ni a jong hin nga veket o hite
တမန်ကျမ်းစာထဲမှာတော့ဒီလိုအမှုတွေပြုတ်ဖို့ရန်တွေ့တယောက်ကိုတယောက်ဖေးမှကူညီဖို့ရန်တင့်နေဆိုတဲ့အကြောင်းအားပေးတဲ့နော်အချက်လက်ကျမ်းချက်တွေအများကြီးတွေ့ရတယ်အဲ့ဒီထဲမှာမှဂလာတိအခန်းကြီး6ထဲမှာလည်းကျွန်တော်တို့တင့်နေတဲ့ထဲမှာလည်းတွေ့ရပါတယ် khat pogi ikipu hu dinga kipu hu dinga til khona bungu chang khat la chang ni galatia sopite mi khat to su khil nei za ahuma athim mona ki mando omle lagaw mi nang hon lungnem ta in chutabang mi chu bol damun nang ma kiven azole nang ma zong hlapna lakhana te chata le ani na pa chang ni na pa he kala do nom de sat hi in nang ho khat la khat pu gi ki pu hu uvin chuti chun krista dan thu nit bukim su keizun ati na he အဲ့မှာကျွန်တော်တို့အခန်းကြီးဂလာတိအခန်းကြီး6အပိုင်ငယ်တစ်ကနေနှစ်ထီကြည့်တဲ့အခါမှာညီကိုတို့လူဒီတတိလျက်တစုံတစ်ခုသောဒုစရိုက်ကိုပြုမိလင်ဝိညာဉ်စုဂျေဇုကိုခံရတော့တင်တို့ဒီအပြစ်သွေးဆောင်ခြင်းနဲ့ကိုယ်တိုင်လွတ်မြောက်ကြောင်းကိုတတိပြုလျက်တိမ်မွေ့နှူးညံ့သောသဘောနဲ့ထိုတုတ်သောသူကိုမှဆ၍သူ၏နေရာ၌တည်မြဲတည်စီပြန်ကြလော့ထမ်းရွက်စရာဝန်ချင်းတို့ကိုအချင်းချင်းကူညီ၍ထမ်းရွက်သောအဖြစ်ခရစ်တော်၏တရားကိုကျင့်ကြလော့ bible mun lang azong chun itabang related verse tam ta amen mun nang khan azong chun ade sanin nata sanasopi ngali de chunga thilpha bol inti khan jong ki sai kin he ကျွန်တော်တို့ကြမ်းချင်တော်များစွာနဲ့ဒီလိုဖေးမကူညီဖို့တယောက်ကိုတယောက်ရိုင်းပင်းကူညီဖို့ရန်အတွက်နော်တိုက်တွန်းလို့ဆိုထားတဲ့ရှိတယ်အဲ့ဒီထဲမှာမှကျန်တဲ့တစ်ချက်ကနောက်တစ်ချက်ကပါလဲဆိုရင်ကိုယ့်ရဲ့မိသားစုအရင်ကိုနိုင်ကူမှနော်မိသားစုရင်းကိုလည်းတာ၍တယူဆိုင်ပြီးတော့မှတာ၍ဖေးမဖို့ရန်တိုက်တွန်းလို့ဆိုထားတာကိုတွေ့ရပါတယ် azawa saina chu chu dan subikim na hiveti khana se chana chu ichi dan chui piham ti hi ivat kinale itina ki sai na he john bung som le thum chang som thum la lina hen kai man nang ho thupi khat thupi tha kapi na hiwe nang ho khat la khat ki ngai lu tu cheun kai man nang ho ka ngai lut bangu hin nang ho jong khat la khat ki ngai lu win chang som thum la nga na chu nang ho la a ki ngai lut tu cheuwa na hiu le nang ho chu kai ma sai zui na hiu hi cha chu mi zo sin a het ding a hi ati ခုနဆွေးနွေးတဲ့အချက်တွေအရာအချက်လက်တွေအကုန်လုံးကျွန်တော်တို့ကျင့်တဲ့အခါမှာဒီຢာကပြည့်ညတ်တော်ကျွန်တော်တို့ကျင့်ရကြတာဖြစ်တယ်ဒီຢာနဲ့ပြည့်ညတ်တော်ဆိုတဲ့အခါမှာအဲ့ဒီပြည့်ညတ်ကဘယ်မှာတွေ့ရလဲဆိုရှင်ယောဟန်အခန်းကြီး73အပိုင်းငယ်34မှာစပြီးတော့တွေ့ပါတင်တို့အချင်းချင်းတယောက်ကိုတယောက်ချစ်ကြလို့ငါဒီတင်တို့ကိုချစ်တယ်နီးတို့ချင်းချင်းချစ်ကြလို့ဟုပြည့်ညတ်တစ်ကိုငါပေး၏တင်တို့ကြီး35မှာအချင်းချင်းချစ်ကြလေလူအပေါင်းတို့ဒီထိုမြတ်တာကိုထောက်၍တင်တို့ဒီငါ၏တပည့်ဖြစ်တွေကိုသိကြလိမ့်မည်ဟုမိန့်တော်မူ၏la thupi chu dan thu ati subulit ding ati na pa chu ivat na le ipiham dan thu chu itial bible la hi pakai su phat zawa he ngai lut hi dan thu pi pe na he ti imudo theben he အဲ့ဒီမှာပြည့်ညတ်တော်လို့ခေါ်တဲ့အခါမှာဓမ္မတိထဲမှာခရစ်တော်ရှင်မထမြောက်ပြီးတဲ့နောက်ပိုင်းမှာပြည့်ညတ်လို့ပြောတဲ့အရာကချစ်ချင်းမေတ္တာဆိုတဲ့အရာပြည့်ညတ်တော်တစ်ခုအနေနဲ့ပေါ်ကျူးပြီးမှပြောပြထားတာကိုကျွန်တော်တွေ့ရပါတယ် ai le la hi point la do dinga ka dei ki khat chu la hi pakai swin koi ko ma sai ham metia le asai ju ho ko ma sai hi kit ne ဒီထဲမှာကျွန်တော်ကောင်းနှုတ်ခြင်းနဲ့အချက်လေးကတော့ဒီသခင်ယေရှုခရစ်တော်ကသူ့ရဲ့တပည့်တော်ဒီစီကိုပြောတဲ့အချက်လက်လေးဒီဖြစ်ပါတယ်အဲ့ဒီဟာကိုကျွန်တော်ရွေးချယ်ထားတာဖြစ်တယ် slaya zon bong som na thum chang som thum la lina ki sai na kai man nang hok thupi khat ka nei ve nang hok khat la khat ngai lo na ti he last supper pakai sun asai zui ho som la khat ai tai na cha he judas karot in azu do zawa achi mang zo nunga asai zui ho a hil na he ဒ
ဒီချမ်းချက်မှာပိုက်ညက်30ရှင်ရောအခန်းကြီး73ပိုက်ညက်34မှာပြောတယ်တင်းတို့ချင်းချင်းတယောက်ကိုတယောက်ချစ်ကြလို့ငါဒီတင်းတို့ချစ်တယ်နီးဆိုချင်းချင်းချစ်ကြလို့ဟူပညတ်တစ်ကိုငါပေးတယ်လို့ပြောတဲ့အချိန်မှာဒီဥစ္စာကသခင်ယေရှုခရစ်တော်နောက်ဆုံးညစာစားပွဲမှာဖြစ်ပျက်တဲ့အရာသူပြောပြတဲ့အရာသူပြညတ်ထားတဲ့အရာဖြစ်တယ်အဲ့ဒီမှာတပည့်တော်7ပါးပဲရှိတော့တယ်ယူဒာဣစကာရုကိုဒီထဲကနေပယ်နှုတ်ပြီးတဲ့နောက်ပိုင်းမှာသူအစ်စ်အနေနဲ့ပြညတ်တစ်အနေနဲ့ပေးထားတဲ့အရာဖြစ်တယ်Cila seperti kakak gel kan kasim doa tu Friday ni tu to na break na kecil kan to na koma shopping center aku last supper pasal te na kita tak bang aku kamu na so discount na kizu et ye kamu kalut man tapon break so part ke sai part so Itu aku coa ina aku tak ding ti kalunggel kan ini he. အဲ့ဒီညစာစားပွဲလို့ပြောတဲ့အခါမှာကျွန်တော်တတိယလွန်ခဲ့တဲ့ Friday နော်တောက်ကြနေ့တုန်းကကျွန်တော်သမင်းစားထွက်တဲ့ချိန်မှာအချိန်ကကန့်သက်နေဖြစ်တဲ့အတွက်တွားပြီးတော့သမင်းစားထွက်တဲ့ချိန်မှာကျွန်တော်တွေ့တဲ့ဒီညစာစားပွဲပုံလေးတစ်ပုံကျွန်တော်တို့အိမ်မှာပြထားတဲ့ပုံလေးတစ်ပုံကျွန်တော်တွေ့တယ်အဲ့ဒါကိုကျွန်တော်ဝင်ပြီးတော့ကြည့်မလို့အချိန်တော့မရှိတော့ပြန်ထွက်လာဒါပေမဲ့အဲ့ဒီဟာဝယ်ပြီးတော့မှကျွန်တော်အိမ်မှာတတ်ချင်တဲ့စိတ်နော်အဲ့ဒီဓာတ်ပုံကြီးကိုတတ်ချင်တဲ့စိတ်ကျွန်တော်စိတ်ထဲမှာတဖွာဖွာပေါ်လာတယ် Itu aku nak kita alang le angwa dok sianjang limu le ma tu Christian ka he kiti se ngai la wa na he jing lu ta zo ဒီဓာတ်ပုံကိုကျွန်တော်တို့အိမ်မှာတတ်ထားလိုက်ခြင်းအပြင်ဧည့်သည်တွေရောက်လာတဲ့အခါမှာဧည့်သည်တွေကအိမ်ထဲဝင်လာတာနဲ့ကျွန်တော်ဟာခရိယန်လူမျိုးဖြစ်ပါတယ်ခရိယန်အိမ်တော်မိသားစုဖြစ်ပါတယ်ဆိုကြော်ညာစရာမလိုဘဲနဲ့သူတို့ကအဲ့ဒီဟာကြည့်ခြင်းအပြင်ကျွန်တော်တို့ယုံကြည်သူဖြစ်တယ်ဆိုတဲ့အကြောင်းတစ်ခါတည်းသိနိုင်မှာဖြစ်တယ် Itu ka se la ka yal khat amen khat vai it's double glazing free court ading in mi khat hongin laya Melbourne home so nabon lava ka poimen kan la khat a hin ahongin ai la chai ka kyaw lim la man cho tama tam khi hala chai na cho ipiti kong kyaw ham Christian hi dan ho cho kong kyaw do ne lama cho Christian ka he tin ka boss pa hi pastor he ticket na pastor na zong cho to tho business on to nei hi dan hi in ai ho ta banga group nyau chakhat ni ai kit dan ho sai mi som thom ka he ve ti na ma cho Sunday school la guitar pe Sunday school oza pan dan ho cho lim ba sa in pi ham eta hilai ga ma hi nang Christian na hiam na hi lam ti ho jong ki mo do thei lo hian ai chun nom ta nei khau lim na hi la a chai na chun tam ta man pi hi chu Christian na hi is in izat nai rom cha ka bos pan ka bot pi the ne ti nan sei do na ha လွန်ခဲ့တဲ့ပတ်တွေမှာကျွန်တော်အိမ်သစ်ဝယ်ပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီအိမ်ထဲမှာကျွန်တော်ရွှေ့ခါနီးမှာပါရွှေ့တဲ့ချိန်မှာကျွန်တော်ကိုဈေးလာရောက်တဲ့အိမ်လုံးဒီချန်တကားတွေဒီ print box တွေလုံခြုံဖို့ရန်တဲ့တကားအသစ်တတ်ဆောင်တဲ့နော်အဲ့ဒီအဖွဲ့တွေကိုကျွန်တော် contact လုပ်တဲ့ကောင်သူတို့ကအဲ့ထဲမှာလာရောက်တဲ့ပုံကိုလေးကဘာပြောတယ်လဲဆိုသူဟာယုံကြည်သူဖြစ်တဲ့အကြောင်းသူ့ရဲ့သင်္ဦးဆရာလည်းယုံကြည်သူဖြစ်တဲ့အကြောင်းသူတို့ကစီးပွားရေးလည်းလုပ်တယ်ဒီဟာမျိုးတွေလည်းကုန်ရောင်းတာတွေလည်းလုပ်တယ်အဲ့ဒီတယောက်ကသူက Sunday school မှာ Sunday school ကနာမှာ Sunday school ကိုတင်ပေးပြီးတော့မှဂီတာလေးနဲ့နော်ချီးမွမ်းခြင်းနဲ့ပါဝင်ပြီးတော့မှအဲ့လိုအမှုတော်မြတ်မှာပါဝင်တဲ့အကြောင်းတွေလည်းသူပြောပြတာကိုကျွန်တော်တို့စကားပြောချင်းအားဖြင့်ကျွန်တော်သိလာရတာဖြစ်တယ် kalung la ka kom la ka gyal ji khat ne chapang ho alo la lien ho zong choi hi thau nan ten adi a chapang ho dinga video night ho ta bang ki nei jian lang na pathin bible to simo ko pung ni ta banga sa ho cho ko ki ve jian lang la chapang ho hen memory wa tam ta akhum lut yu he ka gyal do je na ha ကျွန်တော်တခါတည်းမှာဘာလုပ်ချင်တဲ့ဆန္ဒပေါ်လာတယ်လဲဆိုကျွန်တော်တို့လူကြီးတွေလည်းပါမှာပေါ့ဒါပေမဲ့သားသမီးတွေထူးတဖြင့်သားသမီးတွေနဲ့စုယုံပြီးတော့မှကျွန်တော်တို့ video night လို့ခေါ် video တူတကွာကြည့်ချင်းတမချန်းစာနဲ့ပတ်သက်တဲ့အထုပ်ပတ်တိတွေသူတို့ video ရိုက်ထားတဲ့ဟာလေးတွေကိုကျွန်တော်တို့အတူတကွာကြည့်ရှုခြင်းအပြင်သူတို့ရဲ့ memory ထဲမှာဒီအရာတွေကြံရစ်မယ်လို့ကျွန်တော်တခါချန်စဉ်းစားမိပါတယ် ka ne lai chun ne lai la hin thu tam ta kha ha the pu nai wanga movie video ai bat na la hin khe thein na ta banga chu ne lai ya video ni ki ve ho tu chan ya hi lung mit am na lai cho ညရွေးစင်းချိန်ခါမှာကျွန်တော်တို့အများကြီးကျွန်တော်တို့ပြောပြထားတဲ့အများကြီးကျွန်တော်တို့မှတ်ထားနိုင်တဲ့ညံစွမ်းမရှိပေမဲ့ကျွန်တော်တို့ဒီຢာတွေဗီဒီယိုအပြင်ပြပြီးတော့မှကျွန်တော်တို့ memory ထဲဝင်သွားတဲ့ခါမှာဒီကြီးလာတဲ့ဒီဥစ္စာကိုကျွန်တော်မမေ့နိုင်တာကိုကျွန်တော်သတိရမိတယ် It's a last person sang he iga visualize iga bola le imagine bola visualize bola le
ลุงลุดนาตะกันเองนะฮะ ကျွန်တော်ဒီညစာစားပွဲကိုကျွန်တော်ပုံဖော်ပြီးတော့မှကျွန်တော်စဉ်းစားတဲ့အခါမှာတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတာတွေ့ရတယ် Pakaya sohin iti last supper zawa akipi ama he zu do ama khat be a hum ding ong he nei tan na cha chu asai zu ho hi som na khat no hi vail ha iti masanga vail ha na last supper kiti na last supper ti chu lai athi masanga cross khat be am masanga ne khom na zan an ne khom na nu kha pen pa chu ki sei na hi en itia atil khon ho hi tu ni hin ai ho jong hầu bung khát ý nào và cái tiền khâu bắt thiên cái tiền khâu nào viên gạo gel thế cả leo hen cái đấy này ha ဒီကနေ့အဲ့ဒီညစာစားပွဲဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့မှသခင်ယေရှုကသူနောက်ဆုံးဒီဟာစားပြီးတာနဲ့သူကားတိုင်းပေါ်တက်ပြီးတော့မှအသေးခံမယ်ဆိုတဲ့အကြောင်းနောက်ဆက်တွဲအများကြီးရှိလာတာကိုသူသိတဲ့အခါမှာဒီနောက်ဆုံးညစာစားပွဲနဲ့တပည့်တော်ဒီနဲ့သူနောက်ဆုံးအမှန်ကိုဖွင့်ပြီးတော့မှသူကြံရည်တဲ့သူတွေအတွက်သူပြောပြတဲ့အရာတွေရှိတဲ့ကဲ့သို့ကျွန်တော်ဒီနေ့ယုံကြည်သူတွေလည်းဒီလိုပဲကျွန်တော်တို့ခရစ်တော်ကဲ့သို့ပြုမဲ့အမှုတွေကိုကျွန်တော်ပြုနိုင်ဖို့ရန်တခါကျကျွန်တော်လောက်ကြရင်ဒီအမှုတွေပြုရင်ကောင်းမယ်လို့ကျွန်တော်ခံစားမိတယ် Pakaya sohinวันนี้เราสิอังไงลุดบางจนอาศัยอยู่ที่เด็กสักนิดอังไงลุดที่ตรงให้กินมุดอัฐเนะฮะ ตะเคียนชูหาดีเทมาจนจีได้คำมาโลกีตาอาลงตัวชิบไปแม่ตัวเองตะเบโรดีกูปูพี่โรชิบเอสุดตัวอย่างนี้ ฮิจาทุยนะฮิไม่有เสียดิ่งไอ้ปุ่นน่าใส่จุยหัวดิ่งมองไอ้เหี้ยกิจเนี่ยฮะ ดีท่าตัวนี้เช็ดดีหาอาลงตัวดีเยบุยาอาพี่อาลงตัวส่วนแม่เอ็ดดี้หาลูดาตั้งตัวผมตัวเองตะเบโรดูตัวตีตายิงยงพี่โรมาตัวเปียท่าเด็กสักลงมีพิเศษ อิจฉามันอีกอย่างละเลยไอ้คนอัฐวาฮีตาสนุหินปากายสุขังลายส่วนนี้กิเหลาปากายสุส่วนอิมิตานี่กิมุเหลาตาเลเซจุยองจุยคอมตาว่าทั่วองค์เซเหลาไอ้บางกิตาสนะใบบลิตาสนว่าปฏิญจุยตาสนุตาโซไอ้บางจุจลายาสุนลจานากิวปีอาศัยจุยกิงไอ้นตาสันตาเนี่ยอัฐวจีนฮีตั้มตามีหิจังเลยปากายสุจงเห็นไม่ดังก็มาอาศัยดอกเราทุกตั้มตาจงฮีอาศัยจุยเฮ็ดสะจิงเฮ็ดสะจิงก็ตาสนะฮะ ကျွန်တော်ပြန်စဉ်းစားတဲ့အခါမှာသခင်ယေရှုကကျွန်တော်ဒီနေ့ဒီချိန်မှာယေရှုခရစ်တော်နဲ့သူ့ရဲ့တပည့်တော်အကြောင်းကျွန်တော်တို့ကသူတို့နဲ့တပူးတွဲနေပြီးတော့မှမျက်နှာချင်းဆိုင်အတူသွားလာစားတော့ပြီးတော့မှနေခဲ့တဲ့လူမဟုတ်တဲ့ကျွန်တော်တို့တောင်ဒီနောက်ကပတ်တော်ဖိုက်ရှုခြင်းအတင်ဒီဟာယုံကြည်နိုင်တယ်ဖခင်ကိုယုံကြည်တယ်ခရစ်တော်ကိုယုံကြည်နိုင်တယ်တပည့်တော်ရဲ့အကြောင်းနားလည်နိုင်တယ်လို့အဲ့ဒီချိန်တုန်းကသခင်ယေရှုသူနဲ့အတူတကွသွားလာစားတော့ပြီးတော့တုန်နေတဲ့ရတဲ့တချို့လျှို့ဝှက်ချက်တွေတပည့်တော်တွေကိုသူပြောပြမယ်ဆိုတာလည်းကျွန်တော်ယုံကြည်တယ် 哎，这帮啊，我们今晚把做，就在斯卡罗，啊，做到条帮子应该多嘞。哎，本，哎，我帮做，一点半个谁了？给把谁的老话做，木老外打上的打做，哎，帮啊，木人从那在那给我毕竟上真。啊，如果都啊，那谁了给提做，给当给头上那应该多了。ကျွန်တော်အော်ရပါလေကျွန်တော်တို့ကတော့ဒီဟာအကြောင်းအရာတွေကိုဒီဟာတမန်ကျမ်းစာဖိုက်ရှုခြင်းအမတိကျွမ်းလာပြီးတော့ဖယားကိုယုံကြည်လို့ဖြစ်လာတဲ့ຢာလေသူတို့သူနဲ့လက်ပူလက်ချအတူတကွနေထိုင်သွားလာစားတော့တုန်နေမှုခံရတဲ့ဒီတပည့်တော်ထဲကဂျူဒတ်စကာတို့ဟာသူခရစ်တော်ကိုသူနဲ့အတူစားတော့ပြီးတော့နေလာခဲ့လို့သူဖြစ်နေရဲ့သားနဲ့ခရစ်တော်ကိုပြန်ပြီးတော့မှသူရောင်းစားနိုင်တဲ့သူဖြစ်လာခဲ့တာတိတ်ကွန်အောင်စရာကောင်းတယ် 啊，大难真呐，哎，帮啊，谁最当我做，谁最，彼得罗帮他帮家了，啊，大神那哎看帮家公了，去大那样做咩帮啊做，其实来就见啊，白天啊，不该是做大神，那做忙的路嘿。အဲ့လိုမှကျွန်တော်ကြည့်တဲ့အခါမှာတပည့်တော်တိုင်းကတော့သူတို့စိတ်သက်ကြပြီးတော့မှသူတို့ယုံကြည်ခြင်းကနေအနည်းငယ်အားနည်းပြီးတော့မှကျွန်တော်သူ့ငကိုလမ်းတိုင်းပြန်သွားတာတွေလည်းရှိပါတယ်တိုးတော်လည်းနောင်တရပြီးတော့သခင်ထောင်ချက်ချင်းပဲပြန်တိုးဝင်လာကြတယ်ဒါပေမဲ့ဒီတယောက်ဂျူဒတ်စကာရစ်ချာတော့သူကဖခင်ရဲ့ထံတော်ကိုသူနောင်တမရဘဲနဲ့ပြန်မလာတော့တာဝမ်းနည်းစရာကောင်းတယ် ဒီတပတ်က做哎好种，วันนู้นเลยสิ做ไงลุดาดึงไงป่วยไม่เอาสิไงลุดาดึง做ไอ้ป่วยที่种เลยไอ้หอบุงกรุ๊ปแนวจ่ายจุ่มเบียไอ้กิไงลุดนเปล่าที่ปะทินจะได้ป่วยปากายสุนจง
sei zoi ho cho chum be a ki ngai lut pina connection chon nei pi a hi in hi to lana chu hobung sunga ikhil naw ikingai lut naw iwa sa na te ho ai lo wal ikiman sa na te ho hi su ha jengutin khala khat ki ngai lutin kin ka gyal ji khat he wanu le si pi ti jong la ka ho la ya melbourne tha da baptist church hobung ho to hi kilung khat a ki pa ta a kom khome thupi pe ne tin ka gyal len he ဒီရညပတ်တဲ့ပြီးတော့မှကျွန်တော်ဗာစဉ်းစားမိလဲသခင်ယေရှုတော်မှာသူ့ရဲ့တပည့်တော်တွေလောကသားအားလုံးကိုချစ်ရမယ်ဆိုပြီးတော့ညာလဲတပည့်တော်တွေကိုတီးတန့်ချစ်ပြီးတော့မှသူတီးတန့်နှုတ်မွေ့တဲ့တုံနေတဲ့အရာတွေကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်သင်ခန်းစာယူစရာပါလဲဆိုအသင်းတော်တင်သားတွေလည်းကျွန်တော်အနေနဲ့ဆိုရင်ဂျန်တဲ့ဟာဒီအရောက်တဲ့အပြင်မှာအဝင်ကလေးဝင်ငါမှာချစ်ချင်းမြတ်တာဝင်ငါမန်ပေတော်ညာလဲဒီထဲမှာရှိတဲ့အသင်းတော်တင်သားတယောက်ချင်းစီတန်တယောက်နဲ့တယောက်ချစ်ပြီးတော့မှတာရွဂျန်တဲ့ရာထက်ပို့ပြီးတော့မှစီးလုံးပြီးတော့ပို့ပြီးတော့မြတ်တာပို့ပြဖို့အတွက်ကျွန်တော်အဲ့ဒီအမှုတွေကိုကျွန်တော်အရောက်စီတိုင်းပို့ဂယုစိုက်ပြီးတော့တုံသင်ကြမယ်နှုတ်ကပတ်တော်ခံယူကြမယ်ဖေးမကြမယ်ဆိုရင်နှုတ်ကပတ်တော်နဲ့တွေ့ပြီးတော့မာယွင်းတယ်လို့ကျွန်တော်မမြင်ပါဘူး အဲ့ဒါလေအကနမ်လာဆိုkan ki khop na ji so baptist church a hin coromandel valley baptist church in tun jang email in thot jin live is so church family ti chu chang hi za ji cho ka ngai to la to la ya kom zo nunga hi church family ayo church family khat hi ve ti pa hi amini hi kamu do che che na he ကျွန်တော်အရင်က Adelaide မှာနေခဲ့တဲ့အသင်းတော် Baptist Church ဖြစ်တယ်အဲ့ဒီအသင်းတော်ကသူတို့သုံးတဲ့သုံးလုံးလေးတစ်ခုရှိတာ Church Family အသင်းတော်မိသားစုလို့ခေါ်တဲ့အသုံးလုံးလေးသူတို့သုံးတယ်ကျွန်တော်အဲ့ဒီဥစ္စာတုန်းကတိတ်နားမလဲကြဘူးဒါပေမဲ့ဒီရောက်ပြီးတော့အသင်းတော်မှာပါဝင်တဲ့အခါမှာဒီအသင်းတော်ရဲ့မိသားစုဝင်ဆိုတဲ့အရာပြောတဲ့အရာဟာတိတ်ကိုနည်းတဲ့အကြောင်းကျွန်တော်ပို့ပြီးတော့နားလည်လာတယ် ji chun family khat tabanga pathini ho khom now ayo congregation hi ikingai lut na ho hi mu thai nom su kayin o yong phalwin khala khat ek thu pi jiwin ana dam lo ne khom jong e bolwin na cho hi kingai nam lo ile keng si ding ki bolum lo di soi wanga khala khat taw khom nan ni kho jong le ne khom chu bol te tina wanga i po ai wanga iki kho sa dan ho hi mu thai no men he ဒါကြောင့်ကျွန်တော်ဒီအသင်းတော်မှာမြင်ရတာပါလေဆိုကျွန်တော်တို့အသင်းတော်တင်သားတို့တရားနဲ့ဖေးမကြောက်ချစ်ချင်းမြတ်တာနဲ့ကျွန်တော်တရားနဲ့ကြောက်ဖေးမကြတယ်အသင်းတော်ဆူတောင်းတဲ့အိမ်နဲ့လက်ချရောက်တဲ့ခါမှာလဲတောင်းတဲ့နေရာမှာကျွေးမွေးတာတို့ဒါမြတ်တာကနေစီးဆင်းလာတဲ့ကျွေးမှုအကျွေးမွေးပြုတ်တဲ့အရာတွေဖြစ်တယ်ဒီဟာကြည့်ချင်တဲ့ဒီမိသားစုနဲ့အသင်းတော်မိသားစုဝင်တဲ့ချစ်ချင်းမြတ်တာဘယ်လောက်ကြီးမားတယ်ဘယ်လောက်နည်းတယ်ဆိုတာကျွန်တော်ဒီနေ့ဖော်ကျူးလို့မကုန်နိုင်ပါဘူး lem na long tu kha theu he ha asat na bui lang tu kha theu he ma sang tu ven na pakai su tim long chu lem na ji a ati mo chu ke ta cho yong chu pha khala chi kiao ai wa ngai cho chu e bui pi ta lo dingo to a hi long khat le sa khat na phata ayum khom jing pathini ho khom dingo fellowship nei dingo khilang ti su bui sa lo dingo e ho sunga ki khan tan na thai lo le ki tu mo na thai thua jong thai attack ja chum satan jaban to nai lo la mi him lung phat lo na ja jong thai hai banga cho chu e cha pan a chu ki dal se dingo pathin i ho khom now family khat hi now wa ikiloi khom na te ho hi su ha jing de he ဒီနေ့ကျွန်တော်တို့ခရစ်တော်တက်ရှိထင်ရှားရှိတုန်းကတပည့်တော်တွေနဲ့တူမှုတော်ဆောင်တဲ့အသင်းတော်မှသူကွဲသွားခဲ့သေးတဲ့အရာကိုကြည့်တဲ့အခါမှာကျွန်တော်ဒီနေ့အသင်းတော်မှာကျွန်တော်တို့ဒီမှာလက်ရှိရှိနေတဲ့ဒီချစ်ရတဲ့ဒီမိသားစုဒီအသင်းတော်မိသားစုလေးဟာလည်းပဲပြိုကွဲဖို့ရန်အတွက်ဒါမှမဟုတ်အမျိုးမျိုးလှုပ်ဆောင်နိုင်တဲ့ဟာတွေရှိပါတယ်လွန်ခဲ့တဲ့နှစ်တွေမှာလည်းကျွန်တော်တို့တွေ့ကြုံကျွန်တော်ရှိခဲ့ကြပြီးပြီ။သို့တော်လည်းအဲ့ဒီအရာတွေကိုမိတ်ထားပြီးတော့မလက်ရှိရှိနေတဲ့လူစုလူဒီအသင်းတော်မိသားစုကိုချစ်ခင်နဲ့နော်ဖယားကိုချစ်ပြီးမှတယောက်နဲ့တယောက်မြတ်တာစိတ်နဲ့တလုံးတဝတဲ့အပြင်ကဝင်လာမဲ့ရန်တွေတိုက်ဒီကွဲပြားဖို့ရတဲ့နှုတ်ကပတ်တော်နဲ့မညီအသက်ရှင်ဖို့တိုက်တွန်းလာတဲ့စာရမဏေလှုပ်ဆောင်မှုအမျိုးစုံကျွန်တော်တို့လုံခြုံစွာနေနိုင်ဖို့ရအတွက်အကာအကွယ်ရရှိနိုင်ဖို့ရအတွက်ကျွန်တော်တို့တညီတညွတ်ထဲနဲ့နိုးစော်ပြီးတော့မှပေါင်ကြဖို့လိုအပ်ပါတယ် BUVia guest speaker hungjo he ke chhai phat la khon no khau pizian ina hi la no hoi hlom cha nei wang very vibrant lively na hi ve tin na sa ta nei ki pa pi ji wen he ကျွန်တော် BUV ကနေလာတဲ့
ဒီစေဖျားမှုတော်ဆောင်တပည့်တော်တွေလာရောက်နှုတ်ကပတ်တော်ဝေငှတဲ့ခါကျရင်သူတို့နောက်ဆုံးအဆုံးမှာသူတို့ပြန်ပို့တဲ့ခါကျရင်သူတို့နဲ့စကားပြောတဲ့အခါမှာသူတို့ပြောတတ်လိရှိတာကျွန်တော်တို့အသင်းတော်ဟာလူတဲစုဖြစ်ပေမဲ့အင်မတန်မှနိုးကြပြီးတော့မှတက်ကြွပြီးတော့မှဖျားအတွက်အစေခံတဲ့အသင်းတော်ဖြစ်တယ်ဆိုတော့တက်တည်ခံချက်တွေကျွန်တော်တို့တွေ့ရတယ်ကြားရတယ်အမြင်တမ်း ya chu I hlom in tam pa chu thupi pe nei pu en kilung khat le ki ngai lut na khan kho ki bol tu na sta le khal la khat ki thu tu na ki hu tu na lung thim na ya pathini ho khomu wa church family isim pau hi athupi pen he tin gyal che utin khat la khat ki til kho tu jeng hote ti hi ka sainom pi pen hi e ကျွန်တော်တို့လူနေချင်းများချင်းကပဓာနမဟုတ်ပဲနဲ့အဓိကမဟုတ်ပဲနဲ့ကျွန်တော်တို့ဒီမှာရှိတဲ့လူစုလေးဟာတညီတညွတ်တဲ့နဲ့ချစ်ချင်းမြတ်တာနဲ့ချီနှောင်ပြီးတော့မှအမှုတော်မြတ်မှာတလုံးတဝတဲ့မပြိုကွဲပဲနဲ့တကယ်ကိုအမှုတော်ဆောင်နဲ့အသင်းတော်အသင်းသားဖြစ်ဖို့ရန်အတွက်ကျွန်တော်ဒီနေ့မေတ္တာရခံလိုပါတယ် la sai na he nang ho la na ki ngai lut tu che uwa na hi le nang ho chu ke ma sei zui na hiu hi cha chu mi zo sin he ding a hi ati na he ရှင်ယောဟန်ခန်းကြီး73အပိုင်းငယ်3စကားမှာပြောတဲ့ရအောင်တင်တို့အချင်းချင်းချစ်ကြလျင်လူအပေါင်းတို့ဒီထိုမေတ္တာကိုထောက်ရတင်တို့ဒီငါဤတပြည့်ဖြစ်တယ်ကိုသိကြလိမ့်မည် cha chu ai wa chu selfie se tia ki al du ai pu in koi tamang khat chun amo bo se ki ngai lu ve tiang mai thenan te jong le ikingai lut naw chu mion he ti nga le amo ai pathin lung dei lama a hiu ve ti a vet zui thei ho bung I hiu pau chu mei wa hi naw he ti chu a chei na ka sei no ma hi e ကျွန်တော်ဒီနေ့အဆုံးသက်အနေနဲ့ပြောချင်တာပါလေဆိုကျွန်တော်တို့တီးတန့်ဒီအသင်းတို့မှာရှိတဲ့အသင်းတို့တင်းတာဒီညီကိုမောင်နှမတွေမိသားစုအသင်းတော်ဟာတီးတန့်ကိုကျွန်တော်တို့ချစ်တယ်ဆိုတဲ့အရာဟာအတ္တဆန်နဲ့တကူကောင်းဆန်နဲ့ဆိုတဲ့ဘက်ကနေမယူဘဲနဲ့ကျွန်တော်တို့ဒီနှုတ်ကပတ်တော်နဲ့ညီချစ်ချင်းမြတ်တာပြကြတဲ့အရာဟာပြင်ပလူကကြည့်တဲ့အခါမှာဒီအသင်းတော်ဟာဖျားရဲ့အလိုတော်တိုင်းအသက်ရှင်တဲ့သင်းတော်ဖြစ်တယ်ဆိုပြီးတော့မှအားကြပြီးတော့မှဒီအသင်းတော်ထဲမှာလုံးလုံးလျားလျားပါဝင်ဖို့စိတ်ဆန္ဒပြင်းပြလာမှာဖြစ်တယ်ကျွန်တော်ကြံတဲ့သူတွေလို့ကျွန်တော်တို့ဆွဲခေါ်နိုင်မှာဖြစ်တယ်ဆိုတဲ့အကြောင်းဒီထဲကနေကျွန်တော်တွေ့ရတာဖြစ်တယ် e zon so pe te ho ai ho sum ka a ki ngai lut naw ki khu tu naw jong hal sa jeng tin ta le kham khama hobung pa ma inam imi te so pilu naw te dinga thel pai bor jong thanum jeng hutin he ti chun pathin ho khom jeng hutin hiute tu ni phat pha ikiman cha naw cycle 7 pathin ngai dam wentin pasa pa pathin pau ile pi zale ma chunga ki pa tu ka sai pathin pathe na bu ta fa no အာမင်သူဒီကနေ့ကျွန်တော်တို့ဒီမှာကျွန်တော်ချစ်ချင်းမြတ်တာအားဖြင့်အားသက်တရောနဲ့စ조사ပြီးတော့မှမေတ္တာနဲ့လှုပ်ဆောင်ကြရင်တရားနဲ့ဖေးမှရတဲ့ရှင်တဲ့အရာဟာကြံတဲ့လူတွေအားလုံးမြင်တဲ့အခါမှာဒီအသင်းတော်မှာပါလာရောက်ပြီးတော့မှမွန်တော့ကပတ်တော်ခံယူဖို့ရန်ပါအမှုတော်မြတ်မှာပါဝင်ဖို့ရန်ဖြစ်စေဖို့ရန်အတွက်ကျွန်တော်တို့အဓိကစ조사ပြီးတော့မှတယောက်ကိုတယောက်ချစ်ကြရအောင်တယောက်ကိုတယောက်ဖေးမှကြရအောင်လို့ဒီနေ့ဒီနှုတ်ကပတ်တော်အဖြစ်အနိဂုံးချုပ်လို့တာဖြစ်တယ်ဒီအရာမှာကျွန်တော်ပါဝင်ပြီးတော့မှဒီနှုတ်ကပတ်တော်ကိုဘာသာပြန်ပေးတဲ့သင်ဦးဆရာကိုလည်းသူပဲကျေးဇူးတင်တယ် ai ki pa e ကျေးဇူးများတင်တယ်